မင်္ဂလာပါမိတ်ဆွေတို့ရေဒီနေ့ဗီဒီယိုထဲမှာတော့မိတ်ဆွေတို့မသိသေးလောက်တဲ့မြန်မာနိုင်ငံရဲ့ထူးခြားတဲ့အရာ၃ခုအကြောင်းပြောပြသွားမှာပါပထမအချက်ဥပုညတောင်ဟာမြန်မာနိုင်ငံရဲ့အမြင့်ဆုံးတောင်ဖြစ်ပြီးတောင်မြင့်မှာ9880မီတာရှိပါတယ်တဘာဝအလှပနဲ့အတူတောင်တက်သမားတွေမကြာခဏတက်ကြပါတယ်ဒုတိယအချက်ပုဂံမြို့ဟာသမိုင်းဝင်ဖျားပထိုး2300ကျော်နဲ့တစ်ကမ္ဘာလုံးမှခရီးသွားတွေရောက်လာတဲ့အထင်ကရနေရာတစ်ခုလည်းဖြစ်ပါတယ်တတိယအချက်မြန်မာနိုင်ငံဟာလူဦးရေ80%ကျော်ကဗုဒ္ဓဘာသာကိုကိုးကွယ်ပြီးဘုန်းတော်ကြီးသီလရှင်တော်တော်များများနေကြတာကြောင့်သာသနာတော်ကိုထိမ့်သိမ်းမှုအပြည့်အဝရှိတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်